ရခိုင်ပြည်နယ်ကခွားမြို့နယ်နဲ့မောင်တော်မြို့ကိုစစ်တပ်ကဇွန်လ23ရက်နေ့နဲ့24ရက်နေ့တွေမှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အရက်သား6ထက်မနည်းဟာထိခိုက်ဒဏ်ရာရှိခဲ့ပြီးနေအိမ်10လုံးကျော်လည်းပျက်စီးသွားတယ်လို့ APM ကသတင်းဖော်ပြချက်နဲ့ဒေသခံတွေရဲ့ပြောကြားချက်အရသိရပါတယ်။ခွားမြို့နယ်ထဲမှာတော့ဇွန်လ23ရက်နေ့ညပိုင်းကစစ်တပ်ရဲ့ Jet Fighter တစ်စီးကဂန်းကော်တောင်ကျေးရွာကို2ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့လို့လည်းသိရပါတယ်။ပထမအကြိမ်ဘုံကည10:18မိနစ်လောက်မှာရွာရဲကခရစ်ယာန်ဖျားเจ้าနီးကြားရောက်ပောက်ကွဲခဲ့တာဖြစ်ပြီးဒေါ်လာ KT 55နှစ်နဲ့မတ်နောင်းသဇင်ထွေး19နှစ်တို့ဟာဒဏ်ရာရှိခဲ့ကြပါတယ်။နောက်တစ်ကြိမ်ည10:28မိနစ်လောက်မှာတော့ထပ်မံဘုံကျဲခဲ့ရမှာဂန်းကော်တောင်ရွာစာတင်ကျောင်းအနီးကြားရောက်ပောက်ကွဲသွားခဲ့ပြီးဦးချစ်ဆွေ52နှစ်နဲ့ဦးကျော်ဝင်း60နှစ်တို့ထပ်မံဒဏ်ရာရှိခဲ့လို့လည်း APM ကဖော်ပြထားပါတယ်။အဲဒီတိုက်ခိုက်မှုကြောင့်လူနေအိမ်နှလုံးလူနာတင်ရင်တစည်းဟာပျက်စီးသွားခဲ့တယ်လို့နွားနှစ်ကောင်လည်းသေဆုံးသွားခဲ့လို့လည်းသိရှိရပါတယ်။အလားတူဇွန်လ24ရက်နေ့မနက်7:40မိနစ်40ဝန်းကျင်မှာလည်းစစ်တပ်ဟာမောင်တော်မြို့ပေါ်ကိုပေါင်900ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့လို့လည်းဒေသခံတွေကပြောပါတယ်။အဲဒီတဲကဘုံတစ်လုံးကရှင်မြဝါကျွန်းအနောက်ဘက်ကွင်းကနာတလကျောင်းဟောင်းအနီးကိုကြားရောက်ခဲ့ပြီးနောက်တစ်လုံးကတော့ရက်ကွက်9အမှိုက်ပုံအနီးကိုကြားခဲ့တာလို့လည်းသိရပါတယ်။မောင်တော်မြို့တိုက်ခိုက်မှုမှာလည်းအရက်သား2ဦးထက်မနည်းဟာဒဏ်ရာရရှိခဲ့ပြီးဟိန္ဒူဘာသာဝင်တွေနေထိုင်တဲ့နေအိမ်10လုံးကျော်ဟာပျက်စီးသွားတယ်လို့လည်းသိရပါတယ်။ရခိုင်ပြည်နယ်ထဲမှာစစ်တပ်ဘက်ကလေကြောင်းတိုက်ခိုက်မှုတွေကိုဇက်တိုက်လှုပ်ဆောင်နေတာဖြစ်တဲ့အတွက်AAကလည်းဒေသခံပြည်သူတွေကိုလေကြောင်းအန္တရာယ်အထူးသတိထားကြဖို့သတိပေးထားပါတယ်ရှင်။